ငါဘလို့တိတိအရေးမကြည့်ပါအရေးကြီးอ่ะနင်သာဖုန်းခန်းနဲ့ထပ်ပြီးတော့မပတ်သက်နေတော့ဒီကိစ္စကိုចောင်းသူတွေခေါ်ပြီးကိုဖြေရှင်းပါရဆရာမျက်နှာလည်းမကောင်းပါလားဘာများဖြစ်လို့လဲပြောချင်တော့ပါဘူးပြောခန်းကောင်မှမပြောရင်ဘယ်သူ့ကိုပြောမှာလဲဆရာရဲ့ဒီလိုဗျာဆရာမရဲ့သမီးကိုမလိမ့်ပါဘူးဆရာဖုန်းခန့်ကလေမနေ့ကဆုမြတ်ကိုရီစားစားအတင်းလိုက်ပေးတာပါဆုမြတ်ကကြောက်လို့တာဘာလို့မှမသိလို့ယူလာလိုက်တာပါမဖြစ်နိုင်တာဒီကိစ္စရဲ့အကြောင်းမှာတစ်ခုခုရှိရမယ်စိတ်မပူပါနဲ့ခန်းကောင်ကိုညီပေးပါမယ်ဆရာဟောကျေးဇူးများတင်ပါတယ်ဗျာအခုကိစ္စကကြီးစီစဉ်ထားရမလားဒါရုံငန်းတော်ကန်းကောင်စကားတူတူပြောဆရာဖုန်းခန်းကိစ္စကြီးလောက်တာလားလို့ဘယ်မှလည်းငါလုပ်ပါတယ်ဆိုတဲ့တက်တည်ကောင်းပြီလေအဲ့ဒီတက်တွေကိုခန်းကောင်ရအောင်ရှာလာခဲ့မယ်တက်တွေတွေရတဲ့အချိန်ကျမှခန်းကောင်ပြန်လာခဲ့မယ်ခန်းကောင်ခင်နင့်ကိုထားသွားတဲ့လူတယောက်ကိုနင်ကအခုထိတွေ့ကတ်နေတော့လားတတိကတ်ဆန်းမှာချီကအဲ့လိုဘယ်လိုလုပ်ပြီးတည်နေရလဲငါဘလို့တိတိအရေးမကြည့်ပါအရေးကြီးอ่ะနင်သာဖုန်းခန်းနဲ့ထပ်ပြီးတော့မပတ်သက်နေတော့ဟွာကျွရင်မင်းတက်နဲ့အမြင့်ဆုံးနဲ့ထပ်ဖို့ပြင်စင်တော့ခန်းကောင်မှာကိုမင်းထက်ကိုသဘောမကျတာချီအဲ့လိုအတင်းချက်တွေမစီစဉ်ပါနဲ့ခန်းကောင်လုံးဝလက်မထက်နိုင်ကိုပုခန့်ရီးစားစာကိစ္စကိုဘယ်လိုဖြေရှင်းပါလဲသူဖြေရှင်းရမလဲဗျာကိုပြင်းနဲ့ကိုခံရတော့မဟုတ်ကိုပုခန့်အဲ့လိုလုပ်ဝဲသူမှမဟုတ်တာကျမသိရပေါ့ဒီကိစ္စကိုចောင်းသူတွေခေါ်ပြီးကိုဖြေရှင်းပါရသမီးရမင်းဆရာဖုန်းခန်းကရီးစားစာမပေးဘဲနဲ့ပေးပါတယ်လို့ဘာလို့လိမ်ပြီးပြောရလဲဆရာသမီးတို့3ယောက်ကိုတကယ်ဆက်စာပေးတာပါဆရာမသမီးမလိမ့်ပါဘူးကောင်းပြီလေသမီးကဝန်မခံချင်ဘူးဆိုလဲသမီးသဘောပဲဒါမဲ့ဆရာမတို့ဘက်ကဆရာဖုန်းခန်းကရီးစားစာမပေးဘူးဆိုတဲ့တက်တွေကိုရှာပေးနိုင်ခဲ့ရင်သမီးနာမည်ဖြတ်ပြီးတော့အဆက်ကွဲမှာနော်ကျောင်းကလည်းထုတ်ခံရအောင်ပါသမီးတရားစဉ်းစားသမီးအမှန်တိုင်းဝန်ခံပါမယ်ဗျာအဲ့လိုမဟုတ်ပါဘူးဆရာရဲ့ပြည့်မရှိဘူးဆိုတာပြောတော့တန်တွေ့တာ